တနေ့ညစာဖက်နေတော့ရုတ်တရက်ချင်းတကောင်ရောက်လာပြီးနားမှာဝဲကတဝီဝီမြည်နေတာကြောင့်စိတ်တူတူနဲ့ရိုက်တက်ဖို့လက်ရွယ်လိုက်စဉ်နေရန်ကက်ဆက်ကူအောက်ဖက်မှာတစုံတရာရှိနေတယ်လို့မျိုးမတင်ကားစရာမြင်တွေ့လိုက်ရပါတယ်အဲ့ဒါဘာလဲဆိုတာကိုခွာကြည့်ဖို့ကြံရွယ်လိုက်ပေမဲ့တရင်ပေါက်အပြင်ဘက်ကနေရုတ်တရက်အတန်ကြားလိုက်ရပြန်ပါတယ်အိမ်ထဲကိုတကိုးဝင်လာလားဆိုတာတေချာအောင်လီစာတယောက်အောက်ထက်ကိုဖြည်းဖြည်းချင်းဆင်းပြီးအခြေအနေတွားကြည့်တဲ့အခါတရင်ပေါက်တေချာမပိတ်မိတာကိုတွေ့ရလို့ဘာမှဆက်မစင်စားပဲတရင်ပေါက်ကိုပိတ်လိုက်ပါတယ်ဒါပေမဲ့သူအိတ်ခမ်းနဲ့ပြန်ဖို့လှည့်ထွက်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်သူ့နောက်ကတရင်ပေါက်ဟာအလိုလျောက်ရုတ်တရက်ပြန်ပွင့်လာခဲ့တာပါဘာလို့ရမှန်းမသိဖြစ်သွားတဲ့လီစာဟာတရင်ပေါက်ကိုထပ်ပိတ်လိုက်ပေမဲ့နောက်တစ်စက္ကန့်မှာပဲပိုပြီးထူးဆန်းသွားတာကခုနတင်တရင်ပေါက်အပြင်ဘက်မှာရှိနေတဲ့ညီမဖြစ်သူဟာမျက်စိတမိတ်အတွင်းအိမ်ထဲကိုဘလို့ရောက်လာမှန်းမသိပဲရောက်နေတာဖြစ်ပါတယ်ဒါကြောင့်လီစာကအောက်ထက်ကိုဘယ်တော့မှဆင်းလာတာလဲလို့မေးလိုက်တဲ့အခါညီမဖြစ်သူကသူဒီနေရာမှာပဲအမြဲရှိနေခဲ့တာလို့ပြန်ပြောပါတယ်သူဇဝေဇဝါဖြစ်နေတော့မှပဲမောင်ဖြစ်သူရဲ့အခန်းထဲမှာလူမဲရည်တစ်ခုဖြတ်ခနဲဝင်သွားတာကိုမြင်လိုက်ရလို့အိမ်ထဲကိုလူဆိုးတစ်ယောက်ဝင်နေပြီလို့ထင်မိသွားပါတယ်သူအခန်းတကားကိုအသာလေးဖွင့်ကြည့်လိုက်တဲ့အခါတော်သေးတာကအခန်းထဲမှာအိယာဖျားကတ်နေတဲ့မောင်လေးပဲရှိနေပြီးတခြားဘသူမှရှိမနေပါဘူးအဲ့ဒီတော့မှလီစာတယောက်ရင်ထဲကအပူလုံးကြီးကျသွားရပါတယ်ညီမဖြစ်သူကပါအပေါ်ထက်ခေါ်ပြီးအနားယူဖို့ပြင်နေတော့မှပဲမောင်ဖြစ်သူရဲ့အခန်းထဲကနေလူနာဆောင်ကြည့်ဆက်ပစ္စည်းရဲ့အချက်ပေးတံတွေစက်တိုက်မိလာပါတယ်အတန်ကြားလို့မိခင်ဖြစ်သူကအခန်းထဲချက်ချင်းပြေးဝင်လာတဲ့အခါမောင်ဖြစ်သူရဲ့နှလုံးခုန်လုံးဟာအစမတန်ထိုးဆင်းနေတာကိုတွေ့လိုက်ရလို့မိခင်ဖြစ်သူကထိတ်လန့်တကြားနဲ့ဆေးတလုံးချက်ချင်းထိုးပေးလိုက်ပါတယ်အဲ့ဒီနောက်နှလုံးပြန်နိုးတဲ့အရေးပေါ်ပြုစုမှုကိုအပူတပြင်းလုပ်ပေးပေမဲ့စိတ်မကောင်းစွာနဲ့ပဲမောင်ဖြစ်သူရဲ့နှလုံးခုန်လုံးဟာလုံးဝရပ်တန့်သွားခဲ့ပါပြီမိခင်ဖြစ်သူစိတ်မကောင်းဖြစ်မှဆိုလို့လီစာကစကားအကောင်းပြောရှာပေမဲ့မိခင်ဖြစ်သူစီကနေပါရိုက်ချက်အပြင်းထန်ကိုပဲလက်ခံရရှိလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလိုရိုက်လိုက်တဲ့ပါရိုက်ချက်ကြောင့်ပဲမောင်ဖြစ်သူရဲ့နှလုံးဟာအံ့ဩစရာကောင်းလောက်အောင်ပြန်လဲခုန်ပြက်လာခဲ့ပါတယ်မိခင်ဖြစ်သူကတော့အိယာဖျားကတ်နေတဲ့သားဖြစ်သူကိုပွေ့ဖက်ပြီးဝမ်းသာအားရပြုစုနေချိန်မှာလီစာကတော့စိတ်ပြက်လက်ပြက်နဲ့ပဲအပေါ်ထက်အခန်းကိုပြန်တက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာဘေးနာကညီမဖြစ်သူကလည်းမောင်ဖြစ်သူကိုတွားပွေ့ဖက်ချင်တယ်လို့ပြောလာပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲထူးဆန်းစွာနဲ့မောင်ဖြစ်သူကမျက်လုံးချက်ချင်းပွင့်လာတာကြောင့်လီစာတယောက်လက်ဖြတ်သွားရပေမဲ့မိခင်ဖြစ်သူကတော့တားဖြစ်သူမကြခင်တတိယလာတော့မယ်ဆိုပြီးအရန်ကိုဝမ်းသာနေပါတယ်ထူးဆန်းတဲ့အဖြစ်အပျက်တွေပြီးဆုံးသွားပြီလို့ထင်မှတ်ထားပေမဲ့နောက်တနေ့မနေ့လီစာနိုးလာတဲ့အခါမှာတော့တုံလုံးစရာတစ်ခုနဲ့ထက်ကြုံရပြန်ပါတယ်မှန်ထဲမှာမောင်ဖြစ်သူရဲ့အရေးကိုရုတ်တရက်မြင်လိုက်ရလို့လှည့်ကြည့်လိုက်တဲ့အခါမိခင်ဖြစ်သူကသူ့စီကိုဥတီပြီးရှောက်လာနေတာကိုတွေ့ရပါတယ်ထူးဆန်းတဲ့အဖြစ်အပျက်တွေစက်တိုက်ဖြစ်ပွားနေတာကြောင့်လီစာတယောက်ခုမှအတစ်ပြောင်းလာတဲ့အိမ်ကြီးမှာတခုခုလွဲမှားနေပြီဆိုတာကိုရိပ်မိလာပြီးအိမ်ရဲ့ရာဇဝင်အချက်လက်တွေကိုလိုက်လံရှာဖွေကြည့်ပါတော့တယ်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအိမ်ဟာလွန်ခဲ့တဲ့အနှစ်40တုန်းကလူသက်သမားတစ်ယောက်ကမိသားစုဝင်6ယောက်စလုံးကိုရက်ဆက်တက်ဖြတ်ခဲ့တဲ့လူသက်အိမ်ကြီးဖြစ်နေပြီးအဲ့ဒီအချိန်ကစလို့ဆယ်စုနှစ်ချီပြီးတရေ6တဲ့သတင်းတွေထွက်ပေါ်နေတဲ့အိမ်ကြီးဖြစ်ကြောင်းသိရှိသွားပါတယ်အိမ်ပြန်ရောက်ချင်းပထမဆုံးအနေနဲ့လီစာကမိခင်ဖြစ်သူကိုဒီအိမ်ရဲ့ရာဇဝင်ကိုသိထားလားလို့မေးမြအမ်ပေမဲ့မိခင်ဖြစ်သူကတော့အဲ့ဓာတွေကကောလာဟာလာတွေမှုယုံစရာမလိုဘူးလို့ပဲပြန်ပြောပါတယ်အိတ်ခမ်းထဲကနေရန်ကက်ဆက်ကူတွေကြားကထွက်နေတဲ့ထူးဆန်းတဲ့အကွက်တွေကိုမြင်ရတာကြောင့်လီစာကစက်ကူတွေကိုအကုန်ခွာပစ်လိုက်တဲ့အခါမှာတော့နေရန်ပေါ်ကနေရဲနေတဲ့အကွက်တွေဟာလွန်ခဲ့တဲ့အနှစ်40ကတေဆုံးသူတွေရဲ့တွေးကွက်တွေဖြစ်နေတာကိုထပ်မံတွေ့ရှိရပြန်ပါတယ်အလောင်းတွေရှိခဲ့မှုတဲ့အခန်းထဲမှာကိုယ်တိုင်နေထိုင်နေရတယ်ဆိုတာကိုတွေးမိပြီးလီစာတယောက်ကြောချမ်းသွားကအဲ့ရတဲ့ချက်ချင်းဝင်ပြီးအိတ်ပစ်လိုက်ပါတော့တယ်ဒါပေမဲ့သူအိပ်ပျော်သွားပြီးမကြခင်မှာပဲညီမဖြစ်သူကသူ့အိယာပေါ်တက်လာတယ်လို့ခံစားရတာကြောင့်လီစာကညီမဖြစ်သူကိုသူ့အခန်းထဲပြန်သွားဖို့တွန်းလှုပ်လိုက်ပါတယ်အဲ့ဒီလိုတွန်းလှုပ်ရင်းနဲ့ကတင်ပေါ်ကိုဆမ်းမိလိုက်တဲ့အခါမှာတော့တွေးရန်ကြီးတစ်ခုကိုဆမ်းမိလိုက်တာကြောင့်လီစာတယောက်ထိတ်လန့်တကြားဖြစ်သွားရပေမဲ့မျက်စိတမိတ်အတွင်းမှာပဲအဲ့ဒီတွေးကွက်တွေဟာရုတ်တရက်ပျောက်ကွယ်သွားပြန်ပါတယ်လီစာတယောက်ဇဝေဇဝါဖြစ်နေတော့မှာပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမိသားစုကိုတက်ခဲ့တဲ့လူသက်သမားဟာသူ့ရှိမှတင်ရောက်ကြည့်နေတာကိုမြင်လိုက်ရပြီးနောက်တစ်စက္ကန့်မှာတော့လီစာတယောက်အိမ်မက်ဆိုးကနေလက်နိုးလာခဲ့ပါတော့တယ်ဒါတွေအားလုံးဟာအိမ်မက်ဆိုးတစ်ခုသာဖြစ်ခဲ့တာပါမကြခင်မှာပဲတငယ်ချင်းအချို့ကလီစာတယောက်တရေအိမ်ကြီးမှာနေထိုင်နေရတယ်ဆိုတာကိုသိသွားကြပြီးစိတ်လှုပ်ရှားစရာကောင်းအောင်ဆိုကတရေအိမ်ကြီးထဲမှာတရေကားလာကြည့်ကြပါတယ်တငယ်ချင်းတွေအားလုံးရုပ်ရှင်အရှိန်ရနေတော့မှပဲအိမ်ရဲ့မီးကလုတ်ခုံဟာရုတ်တရက်ပောက်ကွဲပြီးမီးတွေပြတ်သွားခဲ့ပါတယ်ဒါကြောင့်တငယ်ချင်းတွေအားလုံးမြေအောက်ထက်ကိုဆင်းပြီးမိခလုတ်သွားတင်ကြစင်မှာပဲလီစာရဲ့မိခင်ဖြစ်သူကရုတ်တရက်ရောက်ရှိလာပါတယ်မိခင်ဖြစ်သူဟာအိယာဖျားကတ်နေတဲ့တာဖြစ်သူရဲ့ဆောင်းတွေအောက်မှာပြုတ်ကျနေတာကိုတွေ့ရလို့လီစာရဲ့တငယ်ချင်းတွေလာပြီးနောက်ပြောင်ကြည့်ဆဲတယ်လို့ထင်မြင်ကတငယ်ချင်းတွေအားလုံးကိုအိမ်ပေါ်ကနေမောင်းထုတ်လိုက်ပါတော့တယ်ဒါပေမဲ့လီစာမှတ်မိတဲ့လောက်ကတော့သူ့တငယ်ချင်းတွေဟာမောင်ဖြစ်သူရဲ့အခန်းထဲကိုလုံးဝမဝင်ခဲ့ကြပါဘူးနောက်တနေ့မှာတော့မိခင်ဖြစ်သူကတာဖြစ်သူနေမကောင်းဖြစ်မဆိုးလို့ဆရာဝန်ကိုအိမ်တိုင်ဆင်းခေါ်ယူပြီးစစ်ဆေးခိုင်းပါတယ်ဆရာဝန်ကလာရောက်စစ်ဆေးပေးတဲ့အခါမှာတော့လူနာရဲ့ကတင်ပုံမှာလောက်ကောင်တကောင်သွားနေတာကိုထူးဆန်းစွာတွေ့ရှိလိုက်ရပါတယ်အခြေအနေမဟန်ဘူးဆိုတာကိုရိပ်မိသွားတဲ့ဆရာဝန်ကလူနာရဲ့ခန္ဓာကိုယ်ကိုလှမ်းပြီးစစ်ဆေးကြည့်လိုက်တဲ့အခါကြောပြင်တစ်ပြင်လုံးမှာလောက်ကောင်တွေပြည့်နေနေတာကိုတွေ့လိုက်ရပါတော့တယ်တကယ်တော့အဲ့ဒါဟာဆရာဝန်ရဲ့စိတ်ကူးရင်အမြင်မှမှုတစ်ခုသာဖြစ်ခဲ့ပေမဲ့ဒီအင်ကြီးဟာထူးဆန်းပြီးကြောချမ်းစရာကောင်းလွန်းတာကြောင့်ဆရာဝန်ကဘာမှဆက်မပြောတော့ပဲအင်ကြီးတဲကနေချက်ချင်းပဲထွက်ပြေးသွားပါတော့တယ်အဲ့ဒီနောက်ပိုင်းကစလို့အင်ကြီးတဲမှာထူးဆန်းပြီးမယုံနိုင်စရာကောင်းတဲ့တရေချောက်မှုတွေဟာတစ်နေ့ထက်တစ်နေ့ပုံမိုးစိတ်ချောက်ချစရာကောင်းအောင်ဖြစ်ပွားလာပါတော့တယ်